ဘာလူဟာသူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ခဲ့တယ်ဒီပြင်ဆင်မှုအပြီးမှာတူဘာလူဟာ digital နိုင်ငံ virtual state အဖြစ်ကြီးညာခဲ့တယ်ဒီမှာဖော်ပြထားတာကတူဘာလူရဲ့မြေနယ်မြေတစ်ခုလုံးရှိအောင်နင်းမြုပ်သွားခဲ့မယ်ဆိုရင်တော့တူဘာလူဟာနိုင်ငံတနိုင်ငံအဖြစ်ဆက်လက်တည်ရှိနေမယ်လို့ဆိုထားပါတယ်တူဘာလူရဲ့နိုင်ငံသားတွေဟာသူတို့ရဲ့နိုင်ငံသားအခွင့်အရေးနဲ့ဒီနယ်မြေပေါ်ပိုင်ဆိုင်မှုကိုဆက်လက်ထိန်းသိမ်းထားမှာပါဒါကြောင့်နိုင်ငံရဲ့ digital မိတ်တူတစ်ခုဖန်တီးနေတယ်အိမ်တိုင်းတစ်ပင်တိုင်းသိငယ်တဲ့အရာအလုံးကို 3D scan ဖတ်မှုတွေပြုလုပ်နေတယ်ဒါမှတူဘာလူကို digital ပုံစံနဲ့ပြန်လည်ဖန်တီးနိုင်မှာပါလူတွေဟာသူတို့တန်ဖိုးထားတဲ့အရာတွေအဖို့တန်ပစ္စည်းတွေကို scan ဖတ်နေကြပြီးတော့အမှတ်တရတွေကို digital ပုံစံနဲ့ပြန်လည်ဖန်တီးဖို့ကြိုးစားနေကြပါတယ်အချို့ကသူတို့အဖိုးဘွားတွေရဲ့ပုံမြင်တွေကိုတင်စီထားကြတယ်အချို့ကပွဲတော်အကတွေကိုတင်စီနေကြပါတယ်သူတို့ရဲ့ယဉ်ကျေးမှုတွေကိုပျက်စီးသွားမှာစိုးရိမ်နေကြပါတယ်အစိုးရလုပ်ငန်းတွေကို virtual world ကိုပြောင်းရွှေ့ဖို့အတွက်စီစဉ်နေတယ်ဒါမှတူဘာလူရေအောင်နင်းမြုပ်သွားမယ်ဆိုရင်တော့ digital ပုံစံနဲ့ဆက်လက်လည်ပတ်နိုင်မှာပါဒီအတွက် digital နိုင်ငံကူးလက်မှတ်တွေကိုဖန်တီးမှဖြစ်ပြီးတော့ဒါအစိုးရလုပ်ငန်းတွေရဲ့အဓိကအခမ်းကဏ္ဍမှာပါဝင်မှာပါရွေးကောက်ပွဲတွေဆန္ဒခံယူပွဲတွေနဲ့မွေးဖွားမှုတည်ဆောက်မှုဒါမှမဟုတ်အိမ်တော်ရေးမှတ်တမ်းတင်မှုတွေပဲဖြစ်ဖြစ်အားလုံးကိုဒီနိုင်ငံကူးလက်မှတ်တွေကနေလှုပ်ဆောင်မှာပါတူဘာလူအနေနဲ့သူတို့နိုင်ငံရဲ့ digital မိတ်တူတစ်ခုဖန်တီးတာဟာသူတို့ရဲ့အချုပ်အခြာအာဏာကိုထိန်းသိမ်းရတာမကဘဲနဲ့သူတို့ရဲ့ယဉ်ကျေးမှုအမွေနှစ်တွေကိုကာကွယ်ရမှာလည်းအထောက်အကူဖြစ်မယ်လို့ယုံကြည်ထားကြတယ်ဒီလိုနဲ့တူဘာလူရဲ့ဝိညာဉ်ဟာဆက်လက်ရှင်သန်နိုင်မှာပါသူတို့ရဲ့နိုင်ငံကိုဆုံးရှုံးရမယ့်လူတွေက virtual world ကမ္ဘာထဲမှာသူတို့ရဲ့အမွေနှစ်တွေကိုတဦးနဲ့တူဆက်သွယ်ထားနိုင်မှာပါတူဘာလူရဲ့ virtual world အဆင့်တန်းကို Australia, New Zealand အပါအဝင်နိုင်ငံ25နိုင်ငံကအတိအမှတ်ပြုထားတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲဒီဇလန်ဟာနိုင်ငံတစ်နိုင်ငံရဲ့အကြောင်းဟုတ်ပါဘူးရာသီဥတုပြောင်းလဲမှုကြောင့်တူဘာလူအပါအဝင်နိုင်ငံများစွာဟာအနည်းကြုံတွေ့နေရတယ် Nauru, Kiribati, Marshall ကျွန်းစုတွေလည်းပါဝင်ပါတယ်ဒီမှာနေထိုင်နေတဲ့လူတွေအတွက်အဆိုးဆုံးကတော့ဒီရာသီဥတုပြောင်းလဲမှုဒဏ်ခတ်မှုတွေကသူတို့ကအနည်းဆုံးသာပါဝင်ခဲ့ကြတာပါတကယ်တော့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုအများစုအတွက်အမေရိကဂျာမနီပြင်သစ်အိန္ဒိယနဲ့တရုတ်တို့လိုနိုင်ငံကြီးတွေကတာဝန်ရှိပါတယ် G20 တဲ့ကနိုင်ငံ20သာကမ္ဘာထုတ်လွှတ်မှုရဲ့80%အတွက်တာဝန်ရှိပါတယ်ဒါပေမဲ့မေးစရာရှိတာကဒီအဆိုးဆုံးအကျိုးဆက်တွေကဘယ်သူကခံစားရမှာလဲအဖြေကတော့တူဘာလူလိုကာဗွန်ထုတ်လွှတ်မှုနည်းပါးလွန်းတဲ့ချိုးနိုင်ငံငယ်တွေပါ Tuvalu is literally sinking. တူဘာလူကိုကူညီပေးနေတဲ့ဩစတြေးလျဟာလည်းကာဗွန်ထုတ်လွှတ်မှုမှာအဓိကပါဝင်နေတဲ့နိုင်ငံတစ်နိုင်ငံပါဩစတြေးလျကအခြားနိုင်ငံတွေကိုတင်ပို့တဲ့ကြောင်မီးသွေးနဲ့သဘာဝဓာတ်ငွေ့တွေဟာရုရှားပြီးရင်ကာဗွန်ထုတ်လွှတ်မှုအများဆုံးထုတ်လွှတ်ပါတယ်ဩစတြေးလျရဲ့ကမ္ဘာထုတ်လွှတ်မှုမှာပါဝင်မှုဟာ100%သာရှိပေမဲ့သူတို့ရဲ့တင်ပို့မှုကြောင့်ဖြစ်ပေါ်တဲ့ညဉ့်ညမ်းမှုဆိုလိုတာကထုတ်လွှတ်မှုတွေမှာဩစတြေးလျရဲ့ပါဝင်မှုဟာ4.5%လောက်ရှိတယ်တူဘာလူရဲ့ဝန်ကြီးချုပ်ဖီလီတီတီယိုကဩစတြေးလျလိုနိုင်ငံတွေမှာရုပ်ကျွင်းလောင်စာတွေကိုတိုးချဲ့အသုံးပြုတာဟာသူတို့နိုင်ငံအတွက်တည်တံ့ချမှတ်ခံရတာနဲ့အတူတူပဲလို့ပြောပါတယ်